တရက်နဲ့တဖြည်းဖြည်းအသက်တွေကြီးလို့ကြာမီဥစ္စာအသက်ခန္ဓာအတွက်အမျက်ဒေါသလောဘတွေမကင်းသေခြင်းကအစိုးမရသမထဝိပဿနာပွားများကစိတ်ကကြံကံဉာဏ်နဲလျော့သလားမောဟရဲ့အတွေးဘဝင်တတိနဲ့ရှင်ထင်သလောက်မပေါက်ခရီးမရောက်ရှာလီတော့ဗုဒ္ဓဘဂဝါဖရာထူးမြတ်တဲ့ဉာဏ်စဉ်တရားတွေဖရာတပြည့်တော်အားပေးသနာတော်မူပါဖရာဗုဒ္ဓဖရာဘဂဝါဟောကြားခဲ့တဲ့ဓမ္မတရားဒေသနာအဖို့ထိုင်ယရနာတစ်ပါးကမို့လူမြတ်မြမအားထားလို့သာနိဗ္ဗာန်လမ်းကိုဒိဋ္ဌံမှန်ငါတန်မြာမလွတ်ကင်းတဲ့၍ကရုတ်ကင်းလျှောက်လေရရှာဦးမှာဘယ်ဘဝဘယ်ကလာဒီဘဝကဘယ်ကိုသွားမလဲတန်မြာတထောင်နာတဲ့ဒီလူဘဝမှာပြုံးရပြောကြယုံကံရှာဖွေလို့သာအသက်တွေကြီးတနည်းနည်းနဲ့သိရအောင်မှာတနေ့ကဘာမှမကြာတလဆိုတာဘာမှမသိတရက်ခရီးကလျှက်စီးလက်ပမာနှုတ်ပြိုအစင်းတဖြည်းဖြည်းနဲ့ဦးမင်းလို့လားစီစိတ်ဥစ္စာအသက်ခန္ဓာပြောက်ဆုံးနောက်ဆုံးတော့ဘာမှမပါလောဘဒေါသမောဟတွေမှထောင်လွှားလို့အရှက်ကြောက်ပြီးငါတီလအပြစ်များစွာကျူးလွန်တဲ့အခါတန်လျာဝဲခရက်မှာတွဲဖက်စရာကုသိုလ်ကင်းငရဲတွင်သက်ဆင်းရနေမှာတန်မြာဝတ်တွင်လုကင်းမအရေးမှာတရားဒေသနာသမထဝိပဿနာပွားများကအားထုတ်ဖို့ရာကံဉာဏ်မွဲကကိလေသာ